ရေနွေး warm water ကျမကရေနွေးနွေးလေးပါမနက်မိုးလင်းတာနဲ့ကျမကိုတောက်ပြီးတော့အစိတ်တောက်တွေအကုန်ဖယ်ရှားပေးပြီးတင့်ရဲ့ဇီဝဖြစ်စဉ် metabolism တွေကိုချက်ချင်းနိုးထလာစေပါတယ်ဒင်းချင်း yogurt ကျွန်တော်က probiotic ဒင်းချင်းပါမနက်စာနဲ့အတူတွဲစားပြီးရင်ဦးလန်းချောင်းကိုကောင်းမွန်စေတဲ့မကောင်းတဲ့ဘက်တီးရီးယားတွေကိုတိုက်ထုတ်ဖို့ကောင်းတဲ့ဘက်တီးရီးယားစစ်တပ်ကြီးကိုခေါ်လာပေးတာလေနနက်တီး pineapple ကျွန်တော်ကနနက်တီးပါပိုက်လေးနေရင်ကျွန်တော်ကိုတစ်စိတ်လောက်စားလိုက်ကျွန်တော်စီကအင်ဇိုင်းတွေကအစားအစာတွေကအသားဓာတ်တွေကိုဖြိုခွဲပေးလို့မြင်မြန်စားကြည့်စေတယ်အုတ်ကြုံ oats ကျွန်တော်ကအုတ်ကြုံ oats ပါဝမ်းကျုံနေရင်ကျွန်တော်ကိုစားတော့တမျက်စီနုနုလေးလိုမျိုးဦးလန်းချောင်းတစ်လျှောက်ကိုဘာမှမနာကျင်စေပဲတန်ရှင်းလုပ်ပေးတာပါငှက်ပြောသီးပန်နနာကျွန်တော်ကငှက်ပြောသီးပါရင်ပူနေရင်ကျွန်တော်ကိုအခွန်လွှာပြီးစားလိုက်အစာအိမ်နေရန်ကိုအကာအကွယ်ပေးပြီးပူလောင်တာကိုတက်တာစီသလိုအားရင်လည်းပြည့်စေတယ်ဂျင်း ginger ကျွန်မကဂျင်းပါပြုတ်အန်ချင်နေရင်ကျွန်မကိုဝါစားလိုက်အစာအိမ်ကြွသားတွေကိုပြေလျော့စေပြီးမအီမတာဖြစ်တာကိုချက်ချင်းပျောက်စေတယ်ပူဒီနာ peppermint ကျွန်တော်ကပူဒီနာပါဘိုက်ကနေရင်ကျွန်တော်ကိုလက်ဖက်ရည်လောက်တော့ဘိုက်ထဲကလေပူပေါင်းတွေကိုဖောက်ထုတ်ပေးလို့ပြန်ပြီးပေါ်ပါသွားစေမှာပါတမယာတီး lemon ကျွန်တော်ကတမယာတီးပါရေထဲကိုညှစ်ထည့်ပြီးတောက်လိုက်ရင်ခန္ဓာကိုယ်တက်ကိုမျှတစေတယ်အသေးကနေတွေးတန့်စင်ပေးတာကိုလည်းကျွန်တော်ကကူညီပေးပါတယ်